ကဲဒီရှင်းလေးနဲ့ပဲအားလုံးနှုတ်ဆက်ပြရစီညော်နေပါလားမေးကြပါလေပညာဓမ္မဆိုဒီမှာဘဝဝန်ဆောင်ဖွင့်ရှာရမှာမိသားလူမျိုးဘဝရင်တော်တဲ့ကြောမှာဘုမျိုးဆုံးဒီမျိုးဆန္ဒသာဖြောပြရတဲ့ဘဝမျိုးကြီးဘူးပြည့်ကျုံစကွယ်ခွဲရမယ့်အချီလေးဒီလားစိတ်ကမခံရင်မနှမဆက်ချင်ပါပဲချမ်းထားရခါထိုးသွားရမှာပါပညာဓမ္မဆိုဒီမှာဘဝဝန်ဆောင်ဖွင့်ရှာရမှာမိသားလူမျိုးဘဝရင်တော်တဲ့ကြောမှာဘုမျိုးဆုံးဒီမျိုးကိုဆန်းကားတာဖြောပြရတဲ့ဘဝမျိုးကြီးမှုပြည့်ကျုံဆုံးွယ်ခွဲရမယ့်အချီလေးဒီလားစိတ်ကမခံရင်မနှုတ်မဆက်ချင်ပါပဲချမ်းထားရခါတို့သွားရမှာပါညတဇာတွေ့ရင်တန်ရုံးစီတောင်ချိုးလီဟာဝေတကူဖြတ်လို့မရနိုင်ပါလားတွေ့ကြုံဆုံးတဲ့ခိုက်မှာအားပေးရတဲ့ပရိသတ်တွေရဲ့မြတ်တာချေတာစင်နှလုံးသားမဦးထိပ်ပန်စင်ကားရဲ့ပြနှုတ်ဆက်ပြခက်တော်လေးပြန်ခွင့်ပြုလေပါနောက်နေ့နောက်ရဲ့ဒီပွဲရဲ့ပြန်ပြချင်သူမှာလက်ပြနှုတ်ဆက်ပြန်ခက်တော်လေးပြန်ခွင့်ပြုလေပါနောက်နေ့နောက်ရဲ့ဒီပွဲရဲ့ပြန်ပြချင်သူမှာနောက်တစ်ခါဆုံးဖို့တက်ကိုနောက်တစ်ခါဆုံးဖို့တက်ကိုစုတောင်းနေမယ်ပြောနေမလားဒီပညာတော်ဘဝဆိုတာတာဝန်ပြီးရထာနေခေကိုပြန်ရပါလေတဲ့အဲ့တော့ချစ်ရတဲ့ပြိတ္တတွေအားလုံးကိုတော့အမြဲတမ်းသတိရနေမှာပါဗျာဒါကြောင့်နောက်တစ်ခါပြန်ဆုံရင်တော့ပြန်ဆုံကြဖို့တဲ့ပြိတ္တတွေအားလုံးပြောနေမှာလားလို့ကျွန်တော်မဟုတ်တဲ့ပြီးတဲ့အားလုံးကိုနှုတ်ဆက်ခဲ့ပါလေဆိုဒီမှာဘဝဝန်ဆောင်ဖွင့်ရှာရမှာမိသားလူမျိုးဘဝရင်တော်တဲ့ကြောမှာဘုမျိုးကိုဆုံးဒီမျိုးကိုဆန်းကားတာဖြောပြရတဲ့ဘဝမျိုးကြီးမှုပြည့်ကျုံဆုံးတဲ့ခိုက်မှာခွေးရဖို့ချီနေဒီလားစိတ်ကမခံရင်မနှုတ်မဆက်ချင်ပါပဲချမ်းထားရခါထိုးသွားရမှာပါညတဇာတွေ့ရင်တန်ရုံးစီတောင်ချိုးလီဟာဝေတကူဖြတ်လို့မရနိုင်ပါလားတွေ့ကြုံဆုံးတဲ့ခိုက်မှာအားပေးရတဲ့ပရိသတ်တွေရဲ့မြတ်တာချင်တာစင်နှလုံးသားမဦးထိပ်ပန်စင်ကားဟဲ့ပြတ်လို့စိတ်ပြခက်တော်လေးပြန်ခွင့်ပြုလေပါနောက်နေ့နောက်ရဲ့ဒီပွဲရဲ့ပြန်ပြချင်သူပါလက်ပြနှုတ်ဆက်ပြန်ခက်လို့လေပြန်ခွင့်ပြုလေပါ Now
နောက်နေ့နောက်ရဲ့ဒီပွဲတော်ရဲ့လက်တွေ့ချင်သူပါနောက်တစ်ခါဆုံးဖို့အတွက်ကိုနောက်တစ်ခါဆုံးဖို့အတွက်ကိုဆုတောင်းနေပဲယောနီမလာ